ကိုကာကိုလာလို့ပြောလိုက်တယ်နဲ့မသိသူမရှိတဲ့ကဘာကျော်ချွေရပါကဘာပေါ်မှာတရက်ကိုဘူပေါင်းတန်းနဲ့ထောင်ကျော်ရောင်းချရတဲ့ကိုကာကိုလာကိုဘသူကဘယ်လိုစတင်ခဲ့လဲဆိုတာပြောပြပေးသွားမှာပါဒီချွေရကို1886ခုနှစ်အမေရိကန်နိုင်ငံအတ္တလန်တာမြို့ကဂျွန်ဖေးမတ်တန်ဆိုတဲ့ဆေးဝါးကျွမ်းကျင်တဲ့ဆေးတပ်သားဟောင်းတူကစတင်တည်ထွင်ခဲ့တယ်တကယ်တမ်းမှာတော့သူကချွေရကိုလောက်ကိုကြိုးစားခဲ့တာမဟုတ်ပါဘူးဘာတဲ့စစ်ပွဲအတွင်းရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့်အကိုက်ခဲပြောက်စီကိုဆွဲလန်းနေသူတူပါဒါကိုကူတာဖို့တဲ့သူကကိုကာရွက်နဲ့ကူလာဆေးတွေကိုသုံးပြီးပင်ပါတန်ဖရန့်ဝိုင်ကိုကာဆိုတဲ့အရေးတစ်မျိုးကိုစမ်းသပ်တည်ထွင်ခဲ့တယ်တရက်မှာတော့သူကဒီဆေးရည်ကိုရိုးရိုးရည်နဲ့မရောဆက်ပဲကာဗွန်ပါတဲ့ကြီးတစ်မျိုးနဲ့မှားပြီးရောဆက်မိသွားတယ်အဲ့ဒါကပဲထူးခြားတဲ့ရသာရှိတဲ့အမြုပ်တစီစီနဲ့အချွေရည်ရသာသေးတစ်ခုကိုမတော်တဆပေါ်ပေါက်စေခဲ့တယ်ဒါဟာကန်ဟောင်းစေခဲ့တာမှားတစ်ခုလိုပဲပြောရမှာပါကိုကာကိုလာရဲ့ပထမဆုံးအယောင်ကအစိမ်းရောင်လို့သင်တို့ကြားဘူးကြမှာပါတကယ်တမ်းမှာတော့ဘယ်တော့မှအစိမ်းရောင်မဟုတ်ခဲ့ပါဘူးသူရဲ့စီးရင်ကန်တယောက်ကပါဝင်ပစ္စည်း2မျိုးကိုအသုံးပြုပြီးကိုကာကိုလာလို့နာမည်ပေးခဲ့တယ်စတင်ရောင်းချချိန်မှာတော့တစ်ခွက်ကို9ဆင့်နဲ့တစ်နေ့ကို9ခွက်ပဲရောင်းခဲ့ရပါတယ်1915နောက်ပိုင်းမှာညဘက်တွေမှာလက်နဲ့စမ်းကြည့်ရုံနဲ့ခုတ်ပလင်းဆိုတာတန်းသိနိုင်မဲ့ဒီဇိုင်းကိုတီထွင်ခဲ့ကြတယ်ပလင်းဒီဇိုင်းကအခုဆိုရင်ကဘာကအတိမတ်ပြုတ်ခံရဆိုဖြစ်ခဲ့ပါတယ်ကိုကာကိုလာဆေးရည်ဆက်ကလည်းကဘာတမိုးရှိတော့အမှတ်တစိတစ်ခုဖြစ်လာခဲ့ပါတယ်အခုလိုစိတ်ဝင်စားကြသမိုင်းကြောင်းတွေကိုသိချင်ရင်တော့ကျွန်တော် page လေးကို like and follow လေးလုပ်ပြီးမမေ့ခဲ့ပါနဲ့